အောက်ပါကိန်းများကိုကိန်းပေါ်တွင်နေရာချပါ ဟုတ်ပြီဒါဆိုရင်တကယ်လို့ခုနက3.1.3မှာတကယ်လို့နမူနာလေးပြောခဲ့သလိုပဲတကယ်လို့ဒီပု္ပ္ပာလေးကိုလေ့ကျင့်ကြည့်မယ်သူကဒီကိန်းမြင့်တစ်ခုထဲမှာဒီပု္ပ္ပာနံပါတ်1ကကျတော့တစ်ထဲမှာပဲသူကကာကြီးခါခွေခါငယ်ကာကြီး၄ခုသူကဘာဖြစ်တာလဲပါတာဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ဒီဗာလဲကိန်းမြင့်တစ်ခုထဲမှာပဲအဲ့ဒီ၄ခုကိုကျတော့အမှတ်ကလေးလေးချပေးရမှာအဲ့တော့ကြည့်တဲ့အခါမှာတကယ်ရေးသမီးတို့ point လေးတွေဘယ်နှခုဆွဲရမလဲဒါဆိုရင်ကျတော့ဒီအများကြီးမစဉ်းစားနဲ့အရှိမနှစ်ပိုင်းတစ်ပိုင်းရှိမှာဘာမှမမြည်တာတော့ကျတော့ဘာကြီးလဲတစ်ရှိတယ်ဒီကောင်ကြီးနှစ်ဒီကောင်ကြီး၄ဒီကောင်ကြီးကျတော့ဘယ်လောက်လဲမသိဘူးအဲ့တော့၄ဆိုတော့ကျတော့အနည်းဆုံးဘယ်လောက်ထိဆွဲကြည့်တယ်တစ်ချက်ပြောတယ်တစ်ခုလောက်စီပိုဆွဲဟုတ်လားဒါဆိုရင်ကျတော့3ည1ဆိုတော့ရှိတော့တစ်ခုပိုဆွဲ4ဆိုတော့ကျတော့အနောက်ကို5တစ်ခုစီပိုဆွဲဆယ်ငင်းနဲ့ပြောတယ်ကိန်းရင်းဆွဲတဲ့ခါကျရင်အရှိနဲ့နောက်ကိုတစ်ခုစီလောက်ကျတော့ဘာလုပ်ပြီးမလဲပိုဆွဲပြီးမယ်ပိုဆွဲပေးရမယ်ပိုဆွဲပြရမယ်ဒါဆိုရင်ကဲဟုတ်ပြီတချေတို့ကြည့်ကြည့်ရအောင်1/2 1/2အမှတ်ကလေးကိုတချေတို့ဘာလုပ်မလဲဒီကိန်းရင်းပေါ်မှာနေရာချမယ်ပေါ့ဒါဆိုရင်1/2ဆိုတော့တချေတို့ဘာကြီးလဲတချေတို့ဒီပုံမှန်အဖြစ်1/2ဆိုလို့ရှိရင်တချေတို့ဒီ3.5ဟုတ်လားဟုတ်ပါတယ်တစ်မပြည့်ဘူး1/2ဆိုတာတဝက်လေးဆယ်ဝက်လားတဝက်ဒါကြောင့်မလို့ဒီချေတို့ဒီတနည်းအားဖြင့်တဝက်ဖြစ်တဲ့အတွက်ကြောင့်3နဲ့1နဲ့1လည်းမပြည့်ဘူး तू ကဟလာ3ပဲလည်းမရဘူး1/2တဝက်ဖြစ်တဲ့အတွက်ကြောင့်ချေသူ့ရဲ့အလဲချေတက်တဲ့မှာမလုပ်ပြရမလဲ1/2အမှတ်ရှိရမယ်ဒါဆိုရင်ဒီချေအလဲတက်တဲ့ဒီနားလေးမှာ1/2လို့တစ်ချေထားလိုက်မယ်ဟလာဒီကောင်လေးဒီဘယ်လောက်လဲ1/2 2 4/1ကျွန်တော်အရှိမတင်ထားတယ်2 4/1ဆိုတော့နှစ်စိတ်ရှိတဲ့နှစ်ရှိတဲ့အကောင်ကိုဒီဘက်မှာဘယ်နှပိုင်းပိုင်းနေချေ၄ပိုင်းပိုင်းနေအဲ့ဒါကြောင့်ချေလို့ဒီလေတကယ်လို့ဒီအကွက်ကလေးတွေဒီချေဆွဲခါကြရင်အဲ့ဒီတတိထားဒီအကွာဝေးလေးတွေဆွဲခါကြရင်နည်းနည်းကြက်ကြဲလေးဆွဲနော်ပြီးရင်တက်ညီတက်ညာဆိုနည်းနည်းပါလေ0နဲ့1နဲ့ကိုနည်းနည်းကြက်ကြဲလေးဆွဲဥမာ1.5 cm နဲ့မလောက်လို့ရှိရင်ချေဘယ်လောက်လဲ2လောက်ကြီးဆွဲချေဘယ်တော့လောက်လားနည်းနည်းလေးကြက်ကြဲလေးဆွဲနော်ဒါကြောင့်မလို့ကျတော့ဟုတ်ပြီနှစ်ဆိုတော့ကျတော့နှစ်ကိုဘယ်နှပိုင်းမလဲကျတော့မထည့်ပြမယ်၄ပိုင်းမယ်၄ပိုင်းဆိုကျတော့ဘယ်နှဖြတ်ဖြတ်မလဲတစ်ဖြတ်နှစ်ဖြတ်သုံးဖြတ်ခြေတာနမူနာပြဟုတ်တယ်နော်ဒါဆိုရင်သမီးဒီဘယ်လောက်ဖြစ်သွားလဲဒီမှာတစ်ပိုင်းနှစ်ပိုင်းသုံးပိုင်း၄ပိုင်းဟုတ်လားဟုတ်တယ်နော်ဒါဆိုလို့ရှိရင် तू ကနှစ်၄ပိုင်းတစ်ပိုင်းဆိုတော့တကယ်တော့နှစ်ကို၄ပုံပုံရင်တစ်ပုံအခုကျတော့၄ပုံပုံရင်တစ်ပုံဆိုတော့ပထမဦးဆုံးဒီနေရာလေးမှာဖြစ်ကမှာဒီအမှတ်လေးကနှစ်၄ပိုင်းတစ်ပိုင်းဟုတ်လားဆရာရှိမှတင်ထားတယ်ဟုတ်တယ်နော်တကယ်လို့နှစ်ဆရာဒီ၄ပိုင်းနှစ်ပိုင်းဆိုရင်ဆရာကဒီကောင်လေးဒီ၄ပုံ6 4ပုံပုံလိုက်တဲ့ဒုတိယမြောက် line လေးဒီနားလေးမှာနှစ်၄ပိုင်းနှစ်ပိုင်းဆိုပြီးဆရာရေးပြရမှာနားလည်မလားသမီးဟုတ်ကဲ့နားလည်ပါတယ်ဒါဆိုရင်အခု तू ကဘယ်လောက်လို့ပြောထားရလဲဆရာနှစ်၄ပိုင်းတစ်ပိုင်းလို့ဒါခုနကဆရာဒီကောင်လေးတွေကဆရာဆွဲပြတာနော်သမီးကိုဒီအနေပေးတာလေးကနော်ဒါဆိုလို့ရှိရင်ဆရာတို့ဘာကြီးလဲအဲ့တော့အဲ့ဒီကောင်လေးချက်ပြန်ဖြတ်လိုက်မယ်နော်သမီးတို့ကအကြံမြင်ဆွဲလဲရတယ်မဆွဲလဲရတယ်နော်ဒါပေမဲ့ဒီပုံကြီးထဲမှာတော့အဲ့ဒါကြီးမထည့်ရအောင်၄ပုံပုံရင်နှစ်ကိုမှ၄ပုံပုံရင်ဆရာတို့နှစ်ပုံနဲ့တစ်ပုံဆိုတော့နှစ်နဲ့3ကြားထဲမှာဒါကြောင့်မလို့ဆရာတို့ဒီခုမီနီလေးထားလိုက်တဲ့နေရာမှာဆရာတို့နှစ်ဘယ်နှပိုင်းလဲ4ပိုင်းတစ်ပိုင်းโอเคနောက်တစ်ခု4လာပြီ4ဟိုမှာ4မှာကျတော့4ဆိုတော့4 3ပိုင်း2ပိုင်းဆိုတော့ကျတော့5လည်းမရောက်ဘူးဒါ4နဲ့5ကြားထဲမှာကျတော့ဖြစ်မှာဒါသိပြီးသားချက်ကိုဒါဆိုရင်ကျတော့အဲ့လိုပဲ4ကနေပြီးတော့မှကျတော့ဘယ်နှပုံပုံလိုက်မလဲ4ကနေပြီးတော့မှ3ပုံပုံလိုက်ဟာလားဒါဆိုရင်ဒီမှာလေဒါတစ်ပုံနှစ်ပုံကျတော့3ပုံဖြစ်သွားပြီဟုတ်လားအဲ့ဒီနားလဲမလားဒါပေမဲ့သူဒီ3ပုံပုံရင်ဘယ်နှပုံဖြစ်ရမလဲ2ပုံဆိုပထမဆုံးပုံမှာမရှိနေဘူးဒုတိယအပုံမှာကျတော့ဒီနားလေးမှာရှိနေမှာဟုတ်လားဟုတ်နားလဲလားမသိဘူးသမီးဟုတ်ကဲ့နားလဲပါတယ်နားလဲမယ်နော်โอเคဟုတ်ပြီဒါဆိုရင်ကဲဆရာတို့ကြည့်ကြည့်ရအောင်ကဲအဲ့ဒါဆိုရင်ကဲဒါက4ဒီကောင်က5အဲ့တော့ဆရာဒီမှာမှတ်လိုက်တဲ့အမှတ်ကလေးဒီနားလေးဒီဘယ်လောက်လဲနှစ်၄ပိုင်းsorry 4 3ပိုင်း2ပိုင်းနားလဲမလားမသိဘူးသမီးလေးဟုတ်ကဲ့နားလဲပါတယ်ဂါကြီးကအဲ့ဒီမှာလာပြီဆရာကခုနှစ်
2ပိုင်းဘယ်လောက်လဲ2ပိုင်း9ပိုင်းအဲ့ဒီကောင်ကျတော့တချို့ခုနကလိုမျိုးပဲဘာလုပ်ပေးရမလဲ9 2ပိုင်း9ပိုင်းအောင်တချို့ဒီဂိမ်းအပိုင်းဂိမ်းကိုကျွန်တော်ဘာလုပ်မလဲဂိမ်းရောလုပ်ပေးရမယ်ဒါဆိုရင်တချို့ဒီ7ကိုဘယ်လောက်နဲ့စာ2နဲ့စာ2 3ဒီဘယ်လောက်လဲ6 6ဟုတ်လား2 3ဒီ6ဒါဆိုလို့ရှိရင်ကျွန်တော်ဘယ်လောက်လဲခုနှစ်ထဲက1ကိုနှုတ်ခုနှစ်ထဲက6ကိုနှုတ်ကျွန်တော်ဘယ်လောက်ကျန်လဲ1ကျန်တယ်ဒါဆိုလို့ရှိရင်အဲ့တော့ကျွန်တော်နှစ်ကသူ့ငကိုတွေကချက်ပြောတယ်ဒီကောင်ကြီးနှစ်ကငကိုတွေကသူ့မှာရှိပြီးသားပိုင်းကြီးသူ့နေရာမှာနှစ်ပဲရှိမယ်ဟုတ်တယ်နော်ကျွင်းပေါ်မှတ်ထားနော်အကျွင်းကိုအပေါ်မှာရေးကျွင်းပေါ်ဆိုအကျွင်းကိုပေါ်မှာရေးမယ်အကျွင်းပေါ်မှာတစ်အရှိမှာ3ဒါဆိုရင်ကျွန်တော်က2ပိုင်းကိုကျွန်တော်ရှင်းလိုက်မယ်ဆိုရင်ဘယ်လောက်ရမလဲကျွန်တော်3 2ပိုင်းတစ်ပိုင်းဟုတ်ဒါဆိုရင်ကျွန်တော်သူ့ဘေးနားမှာ3ဘယ်နှပိုင်းတစ်ပိုင်းလဲ2ပိုင်းတစ်ပိုင်းဒါ3 2ပိုင်းတစ်ပိုင်းဆိုတော့3လည်းမဟုတ်ဘူး4လည်းမဟုတ်ဘူး3နဲ့4ကြားထဲမှာရှိနေမှာဒါဆိုရင်3နဲ့4ကြားရဲဆိုကျွန်တော်ဒီနားလေးကိုကြည့်ရမယ်ဟုတ်လားဒါဆိုရင်3နဲ့4ကြားထဲမှာဒီနားရှိရင်ဆိုဘယ်နှပိုင်းပိုင်းမှာလဲ2ပိုင်းပိုင်းမှာ3 2ပိုင်းတစ်ပိုင်းဆိုတော့တဝက်ပေါ့တဝက်ဒီကောင်ရဲ့တဝက်မှာရှိနေမှာဒီနားမှာရှိနေမှာပေါ့ကျွန်တော်ဟုတ်လားဒါလေးဆိုဒါတဝက်လိုက်ပြီးဒါဆိုရင်ကျွန်တော်ရဲ့အဖြေကဘယ်လောက်ဖြစ်သွားမလဲဒီနားလေးဒီ3 2ပိုင်းတစ်ပိုင်းလို့ကျွန်တော်မရေးဘူးသူတွေကအတိုင်းပဲဘယ်နှပိုင်းလဲ2ပိုင်း9ပိုင်း9ပိုင်းရေးပြရုံပဲနားလည်းမလားမသိဘူးသမီးလေးဟုတ်တယ် ဒါ နား ဆို လဲ ရင် ပါတယ် ဒီနေ့ဒီချယ်တို့ပုံလေးရသွားပြီပေါ့ဒါကိန်းမြင့်တစ်ခုထဲမှာပဲချယ်ကိုဆွဲပြရုံပဲဒါပေမဲ့ချယ်ခုနပြောသလိုဆွဲတဲ့ခါကျလို့ရှိရင်နည်းနည်းလေးကြဲကြဲလေးဆွဲသေးကြအောင်နော်သမီးနော်ဟုတ် ရှာပါဟုတ်ရပါတယ်